တော်တို့တွေသာတူကောင်းမဆန်ကြပဲတယောက်ကိုတယောက်ကူညီရပေးကြမယ်ဆိုရင်ကဘာကြီးကဘလောက်အေးချမ်းလိုက်မလဲပေါ့နော်မင်္ဂလာပါကိုကြီးပုံပြမဲ့စစင်ရနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကိုကြီးကဒီကညီလေးညီမလေးတွေကိုပြောပြပေးခြင်းနဲ့ပုံမြင်လေးရတော့သွမ်းပွင့်လေးနဲ့ပြားကလေးဆိုတဲ့မျက်မှောက်ရွေးချက်ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ပေါ့ကွယ်တောအုပ်ကြီးထဲမှာတာယာလက်ပတဲ့ဥယျာဉ်ကြီးတစ်ခုရှိပါတယ်အဲ့ဒီဥယျာဉ်ကြီးထဲမှာထူးထူးဆန်းဆန်းပွင့်နေတဲ့ပန်းပွင့်ကြီးတစ်ပွင့်ရှိတာပေါ့ကွယ်တနေ့မှတော့ပန်းပွင့်ကြီးဟာနေပူစာလုံးရင်းနဲ့ပြားကလေးတစ်ကောင်ဟာပန်းပွင့်ကြီးတွေဆုပ်ယူဖို့ရောက်လာခဲ့ပါတယ်ပြားကလေးကပထမအဆုံးပန်းပွင့်ကြီးစီကဝှေ့ရည်တွေကိုဆုပ်ယူဖို့ကြည့်လိုက်တဲ့အခါမှာတော့ပန်းပွင့်ကြီးထဲမှာဝှေ့ရည်တွေခန့်ချောက်နေတာကိုတွေ့ရတော့စိုးရင်သွားပါတယ်အဲ့ဒါကြောင့်ပန်းပွင့်ကြီးကိုမေးလိုက်တာပေါ့ကွယ်ပန်းပွင့်ကြီးဘာကြောင့်တင့်ထန်မှရှိတဲ့ဝှေ့ရည်တွေခန့်ချောက်နေတာလဲပြောစမ်းပါအောင်ဒီလိုနဲ့နေပူစာလုံးနေတဲ့ပန်းပွင့်ကြီးကပြားကလေးကိုစကားပြန်ဆိုတာပေါ့ကွယ်ပြားကလေးငါအခုတလောနေထိုင်မကောင်းဖြစ်နေလို့မင်းတို့ကတော့ဝှေ့ရည်တွေမစုဆောင်းနိုင်ဘူးကြာလာရင်ငါတို့ပန်းပွင့်နေပွင့်နိုင်တော့မှမဟုတ်တော့ဘူးဒီတော့ပြားကလေးကလည်းပန်းပွင့်ကြီးနဲ့ပန်းတွေမပွင့်နိုင်တော့ရင်သူတို့ဆုပ်ယူမဲ့ဝှေ့ရည်တွေရတော့မှမဟုတ်ဘူးဆိုတာကိုသိသွားတဲ့ခါမှာတော့ပန်းပွင့်ကြီးဘာကြောင့်ပန်းတွေမပွင့်နိုင်တော့မှလဲကျုပ်ကိုပြောစမ်းမအောင်ကျုပ်ကူညီနိုင်ရင်ကူညီပါမယ်ပြားကလေးငါခြေထောက်တွေကိုကြည်စမ်းမအောင်ရှခင်ကလိုဖြောင်စင်းသည်လှပမနေပဲထင်ရရရှိနေပါတယ်ဒါနဲ့ပဲပြားကလေးဟာပန်းပွင့်ကြီးရဲ့ရှည်လျားနေတဲ့ခြေထောက်လိုဖြစ်နေတဲ့အပင်အောက်ကိုကြည့်လိုက်တဲ့အခါမှာတော့မြေစာတွေကိုတူးဆွနေတဲ့ကြွက်ဖြူတစ်ကောင်ကိုထူးခြားစွာတွေ့လိုက်ရပါတယ်အဲ့ဒါကြောင့်ပြားကလေးကပန်းပွင့်ကြီးကိုနှုတ်ဆက်ပြီးတော့ပန်းပွင့်ကြီးရဲ့အပင်အောက်မှာမြေစာတွေကိုတူးဆွနေတဲ့ကြွက်ဖြူလေးစီကိုသွားပြီးတော့မေးလိုက်တာပေါ့ကွယ်အတင်ကြွက်ဖြူလေးဘာကြောင့်ကျွန်တော်အမြဲဝှေ့ရည်ရနေတဲ့ပန်းပွင့်ကြီးကိုနှိမ့်ဆက်နေရတာလဲအတင်ပြားကလေးကျွန်ုပ်အစာရှာဖွေနေခြင်းဖြစ်ပါတယ်ပန်းပွင့်ကြီးရဲ့အပင်အောက်မှာစားစရာတွေရှိနေလို့ကျွန်ုပ်တူးဆွနေခြင်းဖြစ်ပါတယ်ပြားကလေးကလည်းကြွက်ဖြူလေးပြောတဲ့စကားကိုမယုံလို့မြေစာတူးထဲကိုဝင်ကြည့်လိုက်တာပေါ့ကွယ်ပြားကလေးသွားကြည့်လိုက်တော့မြေတွင်းထဲမှာကြွက်ဖြူလေးစားဖို့အစာမရှိပဲပန်းပွင့်ကြီးရှိတံမှုအတွက်အမြဲတမ်းအားပေးနေတဲ့ရေတောက်မြင့်ကိုကိုက်ဖြတ်နေတာကိုတွေ့လိုက်ရပါတယ်ဒီတော့ပြားကလေးကကြွက်ဖြူလေးကိုပြန်မေးလိုက်တာပေါ့ကွယ်အတင်ကြွက်ဖြူလေးအတင်စကားကမမှန်ကန်ပါလားပန်းပွင့်ကြီးရဲ့အပင်အောက်မှာအတင်စားဖို့စားစရာတွေမရှိတာအမှန်ပဲဘာကြောင့်ပန်းပင်ကြီးတေအောင်အမှုတွေကိုဖျက်ဆီးရတာလဲပြားကလေးကျွန်ုပ်စားတောက်တာကိုမကန့်ကွက်ပါနဲ့အတင်လဲတခြားပန်းပွင့်တွေစီကိုတွားပြီးဝှေ့ရည်ရှာဖွေတဲ့တယ်ပြားကလေးကလည်းကြွက်ဖြူလေးရဲ့စကားကိုကြားပြီးပန်းပွင့်ကြီးကိုတနာသွားတာပေါ့ကွယ်ပန်းပွင့်ကြီးစိတ်မပူပါနဲ့အတင်ကကျွန်ုပ်ရဲ့ကျေးဇူးရှင်ဖြစ်တယ်အတင်ကိုကျွန်ုပ်ကူညီပါမယ်ပြောပြီးတော့ပြားအုပ်စီတို့ပြန်သွားတာပေါ့ကွယ်ပြားအုပ်စီကိုရောက်တဲ့ခါမှာတော့ပြားပြင်းမာကအတင်ပြားကလေးဘာကြောင့်ဒီနေ့ဝှေ့ချီတဲမလာတာလဲပြားပြင်းမာကျွန်ုပ်တို့အတွက်အမြဲတမ်းဝှေ့ရည်ပေးနေတယ်ပန်းပွင့်ကြီးဟာကြွက်ဖြူလေးကြောင့်ဝှေ့ရည်တွေမရနိုင်တော့ပါအဲ့ဒါကြောင့်ကျွန်ုပ်ကြွက်ဖြူလေးရန်ကိုဖယ်ရှားဖို့တောင်းဝန်ခံခဲ့ပါတယ်ပြားပြင်းမာကလည်းပြားကလေးစကားကိုကြားတော့မကြောက်စီနိုင်လောက်အောင်ဖြစ်သွားတာပေါ့ကွယ်အဲ့ဒါကြောင့်ပြားကလေးကပန်းပွင့်ကြီးကိုတနာလုံးလို့ဘယ်လိုကူညီရမလဲဆိုတာကိုတွေးပြီးတော့ပြန်ဝဲနေတာပေါ့ကွယ်အဲ့ဒီအချိန်မှာပဲငှက်ကလေးတစ်ကောင်ကအစာရှာဖွေးရင်းနဲ့ပန်းပွင့်ကြီးနာမှာဝှေ့ရည်မဆုပ်ပဲပြန်ဝင်နေတဲ့ပြားကလေးကိုတွေ့ပြီးအမေစကားဆိုးလိုက်တာပေါ့ကွယ်ပြားကလေးဘာကြောင့်ဝှေ့ရည်မဆုပ်ပဲပြန်ဝဲနေရတာလဲငှက်ကလေးရဲ့စကားကိုကြားတဲ့အခါမှာတော့ပြားကလေးကအကြံရက်သွားပါတယ်အဲ့ဒါကြောင့်ပြားကလေးကငှက်ကလေးကိုအကြောင်းစုံပြောပြပြီးတော့အကူအညီတောင်းလိုက်ပါတယ်ငှက်ကလေးကလည်းပြားကလေးကိုအကူအညီပေးဖို့ဆုံးဖြတ်လိုက်တာပေါ့ကွယ်အဲ့ဒါကြောင့်ငှက်ကလေးကပန်းပွင့်ကြီးရဲ့အပင်အောက်မှာမြေစာတူးဆွနေတဲ့ကြွက်ဖြူလေးကိုသူ့နှုတ်တီနဲ့ထိုးဆစ်လိုက်တယ်ကြွက်ဖြူလေးကလည်းနှာကျင်သွားတာပေါ့ကွယ်ပြီးတော့ကြွက်ဖြူလေးကငှက်ကလေးကိုမေးလိုက်တာပေါ့ကွယ်အတင်ကျွန်ုပ်ရှာဖွေစားတော့တာကိုဘာကြောင့်နှောက်ယှက်ရတာလဲအတင်ရှာဖွေစားတော့တာကိုကျွန်တော်မနှောက်ယှက်ပါအတင်ကသာပြားကလေးတွေစားသုံးဖို့ဝှေ့ရည်အမြဲပေးနေတဲ့ပန်းပွင့်ကြီးကိုနှောက်ယှက်ဖျက်ဆီးနေတာမဟုတ်လားတကယ်ဆိုပြားကလေးတွေကအတင်ထက်ခွန်အားနည်းသူဖြစ်လို့တနာညာတာတင်ပါတယ်ဆိုပြီးပြောပြလိုက်တော့ကြွက်ဖြူလေးကလည်းသဘောပေါက်သွားပါတယ်ဒီတော့ငှက်ကလေးကိုပြန်ပြောတာပေါ့ကွယ်အတင်ဟာတစ်ဖက်သားပေါ်မေတ္တာနဲ့ကူညီတဲ့အတွက်ကျွန်ုပ်ဝမ်းသာပါတယ်ကျွန်ုပ်လည်းအတင်ငှက်ကလေးလိုမေတ္တာထားပြီးအခြားသူတွေကိုကူညီပါတော့မယ်ဆိုပြီးပန်းပွင့်ကြီးရဲ့အပင်အောက်မှာနေစာတွေကိုစစ်မတူတော့ပဲနေကြီးတွေကိုပြန်ဖုတ်ပေးလိုက်တာပေါ့ကွယ်ပန်းပွင့်ကြီးကလည်းကြွက်ဖြူလေးရန်ကနေကင်းလွန်သွားပြီးတော့လက်ပတဲ့ပန်းတွေအများကြီး
ပွင့်ဖူးနိုင်တယ်လို့ပြားကလေးကိုလည်းကျေစုတင်တာပေါ့ကွယ်အဲ့ဒါကြောင့်နေ့စဉ်ပန်းပွင့်ကြီးနဲ့ပန်းကလေးစီကိုပြားကလေးတွေအများကြီးလာပြီးဝေးရည်ဆုပ်ယူကြတာပေါ့ကွယ်ငှက်ကလေးတွေကလည်းပြားကလေးကိုအားကြပြီးတော့အခြားငှက်ကလေးတွေကိုခေါ်ပြီးတော့တေးတီကျူးနေရတာပေါ့ကွယ်လှပတဲ့ဥယျာဉ်ကြီးကိုမြင်ရသူတိုင်းကစိတ်ထဲမှာအမြဲတမ်းကြည်နူးနေရတာပေါ့ကွယ်ကျွန်တော်တို့လူသားတွေကလည်းအဲ့ဒီလိုပါပဲအတ္တမာနတွေကိုဖေးဖယ်ပြီးတော့အချစ်ချင်းကူညီရဲပြကြမယ်ဆိုရင်ကဘာကြီးကဘလောက်အေဂျင့်တရားလိုက်မလဲပေါ့နော်ကျေးဇူးသူအရက်သူတိုင်းကိုလည်းကျေးဇူးထူးထူးရှိပါတယ်ကောင်းသောညလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်